ကျမတို့ရဲ့ Phoenix မျိုးနွယ်စုမှာပုံမှန်ဆိုရင်ဥတစ်လုံးမှာကလေးတစ်ယောက်ပဲရှိစမြဲဖြစ်ပေမဲ့ကျမအဖေကဥတစ်လုံးထဲကနေကလေး2ယောက်ရအောင်လုပ်နိုင်ခဲ့တဲ့အလှည့်အပြောင်းကနှစ်ပေါင်းတန်းနဲ့ချီပြီးမဖြစ်ဘူးတဲ့အဖြစ်ပြက်ဖြစ်ခဲ့တယ်လို့နတ်ဆရာကလည်းဒီဥထဲကနေနောင်တစ်ချိန်မှာနတ်ဘရင်မဖြစ်လာမယ်မီ Phoenix လေးပေါက်ဖွာလာမယ်လို့ဟောကင်းထုတ်ထားခဲ့ပြီးတကယ်လေဥကွဲထွက်လာတော့မီ Phoenix လေးပါလာပေမဲ့လူတိုင်းမျှော်လင့်ထားသလိုမဟုတ်ဖေတောင်ပံမပါတဲ့ပိန်လီလီညှက်ဆုပ်လေးဖြစ်နေခဲ့တယ်လို့ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီမီ Phoenix လေးရဲ့ဘေးမှာကျမရှိနေတာဖြစ်ပြီးကျမကတော့အဖြူရောင် mutant Phoenix တကောင်ဖြစ်ကကျမရဲ့နဖူးပေါ်မှာတွေးလို့နေတဲ့တောင်ပံပုံစံမွေးရပါအမှတ်တစ်ခုရှိနေတာကကျမညီမမှာမရှိတဲ့တောင်ပံနေနဲ့တထက်သေးဖြစ်နေလို့တခဏချင်းမှာပင်ကျမဟာဥထဲမှာပင်ကိုညီမရဲ့တောင်ပံတွေကိုစားပစ်လိုက်တဲ့မိစာအဖြစ်ဆွတ်ဆွဲခံလိုက်ရတာကျမရဲ့ပါရမီဓာတ်ခံကိုအရှင်လက်လက်ထုတ်ယူပြီးအစိတ်တင့်လွင်မြင်လေးကိုပစ်ချလိုက်ကြတာဖြစ်ကကျမမိဘတွေဖြစ်တဲ့ဟွာဆူးနဲ့ခြံယူတို့ကလည်းဒီအဆက်ရစရာကိုဖုံးကွယ်ဖို့ကျမကိုတတ်ဖို့ကြိုးစားပြီးငါသမီးချင်းစင်ကမီ Phoenix အစစ်အမှန်ပဲမင်းလို့အဖြူရောင်အကြီးတန်းတဲ့အကောင်ကငါတို့မျိုးမယ်မဟုတ်ဘူးလို့ပြောတာကျမရဲ့အည်ခွန်တွေကိုခွာအမွေးတွေကိုနှုတ်ပြီးရက်ဆက်ဆက်နှိပ်စက်ခဲ့ကြပေမဲ့နတ်ဆရာကဝင်တားပြီးလို့သာကျမအသက်မတီးခဲ့ပဲနတ်ဆရာကကျမရဲ့သွေးဟာနောင်တစ်ချိန်အင်းရှိစမင်းသားရဲ့ကြင်ကြံခြင်းအတွက်အသုံးဝင်နိုင်နေလို့အကြောင်းပြပြီးကျမကိုအစိတ်လွင်မြင်နဲ့ပို့ခိုင်းလိုက်တာဖြစ်ကအဲ့ဒီမှာကျမကိုကေတင်ပေးခဲ့တာကတော့တော်ရိုင်းချက်အမိကြီးတယောက်ဖြစ်ပြီးသူမကကျမကိုသူ့သမီးလို့တတိချမှတ်ယူသွားခဲ့တယ်လို့ကျမက Phoenix ပါလို့ရှင်းပြပေးမိလက်မခံမေနင်ကငါရဲ့အဖြူရောင်ကြက်ကလေးပါအေးဆိုပြီးသူ့ရဲ့ boy toys တွေနဲ့အတူကျမကိုစောင့်ရှောက်ထားခဲ့ကပါရမီဓာတ်ခံမရှိတော့တဲ့အတွက်ကြင်ကြံခြင်းကအရန်နှီးကွေးပြီးနှစ်ပေါင်း900ကြာတဲ့အထိလူအသွင်မပြောင်းနိုင်သေးပဲကျမရဲ့အမွေးအသစ်တွေကိုမုန်းတီးလို့ကိုယ်တိုင်ဓာတ်နဲ့အမြဲရိပ်ပြီးအကြီးတန်းနဲ့ငှက်တကောင်လိုနေထိုင်ခဲ့ကအဲ့ဒီကြားထဲမှာမြေခွေးဖြူတကောင်ကကျမကိုသူ့တပည့်အဖြစ်အတင်းခေါ်ပြီးသွေးနက်နန်နဲ့စီးကားတွေတိုက်ခဲ့ပြီးမြဲအရာအားလုံးကဒီနေ့မှာပြောင်းလဲသွားတော့မှာဖြစ်ပြီးအဲ့ဒါကတော့ကောင်းကင်ဘုံရဲ့အင်ရှိဆန်မင်းသားရောက်ရှိလာတဲ့အချိန်ထိပါပဲ